Hello ရင်သူပါဒီနေ့က8လကြီးတယ်ကိုယ့်ရဲ့အမဝမ်းခွဲနဲ့တူတူဘာတွေလုပ်ခဲ့လဲဆိုတာကိုလိုက်ကြည့်ပေးနော်ကျမရဲ့ချစ်လာစွာတော့အမကြီးကအောင်စပူရဲ့ fan ဆိုတော့အညိုတေးသွားကြည့်မယ်ပေါ့နော်အဲ့ဒါနဲ့မြင်အမလက်မှတ်ကိုပြေးပြီးသွားဝယ်ကြပါတယ်နောက်ဆုံးတော့လက်မှတ်ရခဲ့ပါပြီအဲ့ဒီမှာလက်မှတ်လဲရတော့အချိန်ကြီးပိုးနေနဲ့ဟိုရှောက်ပတ်ဒီရှောက်ပတ် ocean နဲ့မှာရှောက်ပတ်မုတ်တေပတ်စားဟိုဟာစားဒီဟာစားနဲ့ကျမတို့ရုပ်ရှင်ကြည့်ရမယ့်ချိန်ပဲရောက်သွားပါပြီရုပ်ရှင်မှာရိုက်လိုက်ကြတာကြီးကိုလည်းလှည့်ကိုမရောက်ဘူးမာချာဆိုရဲအိုချာရဲ့မာချာလက်သေးလေးပါအထက်မှာတပုံရရမလားဆိုပြီးစောဝင်တာတပုံလည်းမရရပါဘူးမှောင်မဲနေလို့ရုပ်ရှင်နဲ့ကြည့်ပြီးတော့ဟိုရှောက်ပတ်ဒီရှောက်ပတ်နဲ့ကျမတို့တည်းရဲ့တူတော်မောင်လေးကရေခဲမုတ်စားခြင်းနဲ့ဆိုလို့ရေခဲမုတ်တော့ဝယ်ပေးခဲ့ပါသေးတယ်ရေခဲမုတ်ဆိုင်ကတကယ်ကိုချစ်စရာလေးနော်ဒါလည်းဆက်လုပ်ကောင်းပါလေရေခဲမုတ်လေးအဲ့ဒီမှာငလင်းလှုပ်ပြီးခုမှပထမဆုံးရောက်ဖြစ်တာဆိုတော့blogger တွေညွှန်နေကြတဲ့ very ဆိုင်လေးကိုလိုက်ရှာနေတာခုကြမှာပဲတွေ့ရတော့တော်တော်ရှာယူလိုက်ရပါတယ်ဆိုင်ပြင်စင်လေးကချစ်စရာကောင်းပြီးပုံရိုက်ဖို့တားလှတော့ပဲပြန်ပါပြီရှင်မိုးရည်တဲ့စူးစမ်းပန်းစားနဲ့ရုပ်ရှင်လာကြည့်ကြတဲ့၃ယောက်သားပဲဖြစ်ပါတယ်အပြန်မှာလဲရွှေပစုံကိုခဏဝင်ခဲ့ပါသေးတယ်အထဲကိုရောက်ရင်အမြဲတမ်း coffee နဲ့လေးသိနေတာတော့အားလုံးသိကြမှာပါcoffee ကြိုက်တဲ့ကိုအတွက်ဒီရပိုင်း coffee မတောက်ရလုံးနဲ့တော့စိတ်ညစ်ပါတယ်ကြည့်ရှုသူတွေကနေပြီးတော့ကသူလေးတွေပါရင်မိုးတွေဒီရပိုင်းကတအားရွာတာဖြစ်တဲ့အတွက်ကျမရဲ့ခရူးဆိုင်ကြပါနော်နောက်ဘလော်တွေမှာပြန်လဲတွေ့ဆုံကြပါမယ်ရှင်